လူသားတွေကိုဖန်ဆင်းခဲ့တဲ့ဖျားသခင်ဟာကောင်းကင်ဘုံမှာရှိမနေပဲဘယ်လ်ဂျီယံနိုင်ငံဘရက်ဆဲမြို့ကတိုက်ခန်းအိုကြီးတစ်ခုထဲမှာညဝိအင်ဂျီစုပ်ကြီးဝတ်ပြီးနေထိုင်နေခဲ့ပါတယ်။သူဟာမြစ်တာရှင်မဟုတ်ပဲကွန်ပျူတာဟောင်းတစ်လုံးရှိမှထိုင်ကလူသားတွေဒုက္ခရောက်မဲ့စီကံဆိုးတွေကိုတမင်တကာရေးဆွဲပြီးနှိပ်စက်ကစားနေတဲ့စိတ်ပုတ်တက်တဲ့လူကြီးတူဖြစ်နေတာပါ။ဖျားသခင်ရဲ့ရက်စက်မှုကိုမခံမရက်နိုင်ဖြစ်နေတဲ့အသက်10နှစ်အရွယ်သမီးငယ်လေး ER ဟာဖခင်အိပ်ပျော်နေစဉ်ပင်မကွန်ပျူတာတွေကိုလှုပ်ဝက်ဝင်ရောက်ပါတယ်။သူမဟာကဘာပေါ်မှာရှိတဲ့လူသားအလုံးရဲ့ဖုန်းတွေစီကိုသူတို့ဘယ်နေ့ဘယ်အချိန်မှာတည်ဆုံရမလဲဆိုတဲ့ရက်စွဲတိကျကိုမက်ဆေ့ကနေတဆင့်အကုန်ပို့ပေးလိုက်ပါတယ်။ထို့နောက်သူမဟာအိမ်ကအဝိရှော်ဆက်နောက်ွယ်ကလှုပ်ဝက်ဥမင်လိုင်ကောင်းကနေတဆင့်လူပြည်မြေကဘာပေါ်ကိုဆင်းပြေးခဲ့ပါတော့တဲ့ကဘာပေါ်ကလူသားတွေဟာသူတို့တည်ရမယ့်ရက်ကိုအတိအကျသိသွားကြတဲ့အခါအလုပ်တွေအကုန်ပစ်ထားပြီးစတန့်ထွင်တာအန္တရာယ်ရှိတာတွေကိုအသက်အာမခံချက်ရှိရှိနဲ့ရှောက်လုပ်ကြပါတယ်။တေဖို့ရက်ပိုင်းပဲလိုတော့တဲ့သူတွေကလည်းဘဝရဲ့နောက်ဆုံးအချိန်ကိုကိုဖြစ်ချင်တာတွေလုပ်ရင်းကုံဆုံးကြပြီး ER ဟာတပည့်အသစ်6ယောက်ကိုထပ်မံစုဆောင်းကဓမ္မရာဇဝင်ကျမ်းအသစ်ကိုစတင်ရေးသားပါတယ်။ကွန်ပျူတာဖျက်ဆီးခံလိုက်ရလို့အစွမ်းတွေပျောက်ပြီးတာမန်လူလိုဖြစ်သွားတဲ့ဖျားသခင်ဟာသမီးဖြစ်သူကိုဖမ်းဖို့လူပြည်ကိုလိုက်ဆင်းလာခဲ့ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ရေးဆွဲခဲ့တဲ့ပေါင်မုံကြရင်ထောပတ်တုတ်ထားတဲ့ဘက်ကပဲအမြဲကြရမယ်ဆိုတဲ့စီကံဆိုးတွေကြောင့်လူပြည်မှာသူကိုယ်တိုင်ပဲပြန်လဲဒုက္ခရောက်ပြီးလမ်းဘေးကလူတွေရဲ့ဝိုင်းဝန်းရိုက်နှက်ခြင်းကိုခံရပါတယ်။နောက်ဆုံးမှာတော့ဖျားသခင်ဟာလူဝင်းမှုကြီးကြပ်ရေးအဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံရပြီးဘယ်လ်ဂျီယံကနေစက်ယုံတယုံစီကိုအဓမ္မအလုပ်သမားအဖြစ်ပြည်နှင်တန်းအပေးခံလိုက်ရရှာပါတယ်။အိမ်မှာကြံရစ်ခဲ့တဲ့ဖျားသခင်ရဲ့ဇနီးဟာအိမ်တန်ရှင်းရေးလုပ်ရင်းအဝိရှော်ဆက်နောက်ွယ်ကကွန်ပျူတာကြိုးကိုမတော်တဆပြန်တက်မိသွားခဲ့ပါတယ်။သူမဟာကွန်ပျူတာရဲ့စနစ်တွေကိုခလေးကစားသလိုရှောင်နှိပ်လိုက်တဲ့အခါကဘာကြီးရဲ့ကောင်းကင်ယံကြီးတစ်ခုလုံးပန်းပွင့်ဒီဇိုင်းတွေပြောင်းလဲသွားပြီးလူသားအလုံးရဲ့တေဆုံးမဲ့ရက်စွဲတွေအလိုအလျောက်ပယ်ဖျက်ခံလိုက်ရပါတော့တဲ့ ER နဲ့သူမရဲ့တပည့်6ယောက်တို့ဟာမြေကဘာပေါ်မှာလူသားတွေနဲ့အတူပျော်ရွှင်စရာဘဝတစ်ကိုပိုင်ဆိုင်သွားကြပြီးဖျားသခင်ကတော့အဝေးကဆက်ယုံတယုံမှာအဝိရှော်ဆက်တွေကိုလိုက်လံပြင်ဆင်ရတဲ့ဘဝနဲ့တန်တရားလဲသွားရင်းဇလန်းလေးပြီးဆုံးသွားပါတယ်။